မင်းတို့မြင်နေတာဒါမျိုးမလားမင်းတို့မြင်နေတဲ့ပုံစံတိုင်း knowledge sharing နေမတင်ဘူးဒါဒီနေ့ဈေးရောင်းပြပါမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Burmese Slingshot Community ကဟင်းမင်းသားပါကျွန်တော်ဒီမှာဗာလေးတွေရမယ်ဆိုတော့ဒီလိုကျိုးချီပီးသားလေးတွေရမယ်နော်ချီပီးသားရမယ်ချီပီးသားလေးဆိုကျွန်တော်တိကျချီပေးပါတယ်ကျွန်တော်မှာချီကုံအပြည့်အစုံရှိပါတယ်ချီကုံဒီပဲနှစ်ကုံရှိတယ်ဒီဒါကတော့ faucet နဲ့ချီဖို့ရတော့ချီကုံလေးပေါ့နော်ဒါကကြတော့ဒီလိုဖော့လောက်စားအိမ်ကြီးပါချီရဲ့အခါမျိုးကြလို့ရှိရင်ဒီအပေါက်ထဲကိုဒီကဟာလေးဒီကအတန်နဲ့ထည့်ပြီးချီလို့ရှိရင်ဒီအပေါက်ကျဲသွားမှာဆိုလို့ပေါ့နော်ဖော့လောက်စားအိမ်ဒီမှာဆိုကျွန်တော်ဒါမျိုးလေးနဲ့သုံးပြီးတော့ချီပေးပါတယ်နော်ပြီးတော့နောက်ထပ်ဒီမှာချီဖို့ရတော့ကြည့်လိုက်နော်အလိတ်ချီကျိုးလေးကတော့ share ပေါ့နော်ချီကုံချီပါမယ်ချီကုံကကျွန်တော်စီမှာဟိုမှာ၄ကုံကျန်တယ်တစ်ခုံကအခုဝယ်သွားပြီဆိုတော့၃ကုံကျန်ပါမယ်နော်ဒါလေးကတော့ဒီမဲ့စုပ်ခွက်လေးပေါ့နော်ဒီမြင်းအောင်လို့ကတ်တဲ့ဟာလေးပေါ့နော်အဲ့လိုဆိုတော့ဒါလေးလည်းပါပါမယ်ဒီမှာ adjust လုပ်လို့ရတဲ့ဟာလေးပါမယ်၃ကုံကျန်ပါမယ်အဲ့တော့လာဝယ်ထားပါကုန်းမလာပြီးတော့ညှိမလုပ်ပါနဲ့နော်နောက်တစ်ခုကကြတော့ကျွန်တော်ပြောပါမယ်ကျွန်တော်မှာချီကျိုးလို့ဒီလိုအပြားရှိမယ်ဒီလို crystal ကျိုးအကောင့်ရှိမယ်ဒီလိုပုံမှန်ကျိုးအားလည်းရှိပါမယ်မတူပါဘူးဒီအသားနှစ်ခုကဒီကောင်ကမီတာပိုးပါတယ်ကောင်းတယ်နော်ကြိုက်တာဝယ်ပြီးတော့ဒီလိုဓာတ်ရှိမယ်ဓာတ်ပိုးရှိမယ်တန်လဲဆိုရှိပါမယ်တန်လဲဆိုကဘာလို့လို့ရအောင်ဆိုတော့ဒီလို body ကတ်တာပါ body ကတ်ပြီးဒီလိုမှလက်မှာဆွတ်ပြီးတော့ပြစ်တဲ့ဟာပါနော်လောက်စားဆိုလို့ရှိရင်ကျွန်တော်စီမှာဒီနှစ်မျိုးရှိမယ်ဖောက်လောက်စားရှိမယ်နော်ဒီလိုမျိုးဘောကွက်နဲ့လောက်စားရှိမယ်နှစ်မျိုးရှိပါမယ်နော်ဒီထိုးတန်မရောင်းမစားပါဘူးလကားပေးတာပါကျိုးလို့ဝယ်တဲ့လူတိုင်းဖြတ်ပြီးသားလို့ဝယ်တဲ့လူတိုင်းကျွန်တော်လကားထည့်ပေးပါတယ်နော်ဒါလေးကလည်းကျွန်တော်စီကျိုးဝယ်တဲ့ညီလေးဆိုရင်ဒါလေးကလည်းကျွန်တော်လက်ဆောင်ထည့်ဖို့ဝယ်တယ်တရုတ်ကနေတခုတခါမှာထားတဲ့ဟာပါနော်ဒီလိုဓာတ်လေးရပါမယ် customize ပေးတိုင်းရမယ်နော်လိုအပ်ရင်လာဝယ်ဒါပဲပြီးတော့ကြတော့ဒီမှာဝါထည့်တဲ့ဘူးလေးရမယ်ပေါ့နော်ကျိုးဆိုလို့ရှိရင်ဒါလေးရပါမယ်ဒါဘူရောင်းဖိုက်ရမယ်ဖိုက်ရမယ်ဘူရောင်းစစ်ဖိုက်ရမယ်ကျန်ရှင်းကဖိုက်ရမယ်ဖိုက်7ရမယ်ဖိုက်7ရမယ်ဖိုက်ရမယ်ဖိုက်4ရမယ်နော်ပြီးတော့ကြတော့ဒါပါချမ်းဟုံရမယ်နော်အဲ့ဒါတွေကမှကျွန်တော်နည်းနည်းလေးရှင်းပြပါအောင်မယ်နော်နည်းနည်းလေးမင်းတို့လက်ကြီးလိုကြမ်းတန်းနည်းနည်းတန်ကျင်နေဆိုရင်ပိုရောင်းဆွဲပါနော်ဟိုဘောနော်ဆွဲရတဲ့အနေထားမှာဟိုဘယ်လိုရမလဲကိုကောင်မလေးပါကိုကန်ရတယ်မျိုးအီးဖက်ဖက်လေးပါလာခြင်းဆိုလို့ရှိရင်တော့ဒီလိုချမ်းဟုံလို့ဂျန်ရှိန်လို့ဆွဲပေါ့နော်အဲ့ဆိုလို့ရှိရင်တော့အီးဖက်ဖက်လေးစော်မရှိတဲ့ကောင်ကြီးကတော့တကယ်ချင်းတရားကိုခဏဆွဲကြည့်လိုက်နော်ကောင်မလေးပါကိုဆွဲကြည့်လိုက်ပါလေးရိုက်ခံအောင်ပါဒါကတော့ပြန်တဲ့ဂျိုးလေးကတော့တူကာလာလေးပေါ့နော်ဒီကောင်လေးကနှစ်ကာလာလေးဒါလေးပဲကြံပါမယ်ဒါလေးကတော့တကာလာပေါ့နိုးသိဒါကတော့စစ်ဖတ်နော်အဲ့တော့ပျော့အီးလေးဆွဲခြင်းနေဆိုရင်ဒီဝီဂျိုတို့ဒီလေးမျိုးချမ်းဟုံတို့ဒါမျိုးလေးကိုဆွဲအဲဆိုရင်တော့အီဖက်ဖက်လေးပေါ့နော်ဆွဲလို့ကောင်းပါတယ်ခင်ဗျာဒါလေးကတော့ကျွန်တော်လက်ရှိပို့ပေးရမယ်ပါဆယ်လေးတွေပေါ့နော်နောက်ထပ်ထုတ်ရမှာလေးလည်းကျန်သေးတယ်ကျွန်တော်စီမှာကိုယ်ရောင်းမှုမရှိပါဘူးဒါကျွန်တော်စီမှာရှိတဲ့ဟာအကုန်ပြထားတာပေါ့နော်အကုန်ဒါရှိတဲ့ဟာအကုန်ပါပဲနော်အဲ့တော့ကျိုးလေးတွေကတော့ကျွန်တော်စီကိုလာဝယ်ဆိုလို့ရှိရင်ကျွန်တော်အသေးသေးရှင်းပြပေးပါတယ်နော်မျိုးတို့မြင်နေတဲ့ပုံစံပဲဒါဈေးပဲရောင်းပြတာပါဘာ knowledge sharing မှာမပါပါဘူးနော်အဲ့တော့လိုအပ်ရင်လာမှာပါကုန်းမတော့ညှိအောင်မလုပ်ပါနဲ့ဒါပါပဲ